အားလုံးပဲမင်္ဂလာပါအားလုံးကိုကျွန်တော်ရဲ့ Courage Speech ကနေနှွေးထွေးစွာပြန်လည်ကြိုဆိုပါတယ်ဒီတစ်ပတ်ကနေစပြီးတော့မှကျွန်တော်ရဲ့ Courage YouTube page မှာအပတ်စဉ်ကျွန်တော်အနေနဲ့ဓမ္မသစ်ကျမ်းစာရဲ့မူရင်းဘာသာစကားဖြစ်တဲ့ Greek လို့ဖတ်ပြပေးပြီးတော့မှကျွန်တော်တချို့သော grammars တွေကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးကျွန်တော်အနေနဲ့ Greek ကိုကျွန်တော်ဖတ်တဲ့အခါမှာ grammars တွေကိုရှင်းပြပေးနေတာမကဘဲနဲ့တချို့စကားလုံးတွေကိုဘာသာပြန်ခတ်တဲ့တချို့စကားလုံးတွေကိုအင်္ဂလိပ် translation တွေမှာဘယ်လိုဘာသာပြန်ထားသလဲပြီးတော့မှကျွန်တော်တို့ဗမာ translation တွေမှာလည်းဘယ်လိုဘာသာပြန်ထားသလဲပြီးတော့မှအဲ့ဒီအသင့်တော်ဆုံးဘာသာပြန်မှုကဘယ်လိုမျိုးဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့အဲ့လိုမျိုးရှင်းပြပေးတဲ့အခါမှာစာအုပ်နှုတ်ကိုကျွန်တော်အဓိကထားပြီးတော့မှအသုံးပြုပေးသွားမှာဖြစ်ပါတယ်ပထမစာအုပ်ကတော့Greek grammar beyond the basics လို့ခေါ်တဲ့ကျွန်တော်တို့ Greek grammar စာအုပ်ကိုကျွန်တော်အနေနဲ့အသုံးပြုပေးသွားမှာဖြစ်ပါတယ်စာရေးဆရာကတော့ Daniel B. Wallace ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ Greek စကားလုံးတွေရဲ့အဓိပ္ပာယ်တွေကိုလေ့လာတဲ့အခါမှာ Greek lexicon တစ်ခုဖြစ်တဲ့ BDAC ဆိုတဲ့ဒီ Greek lexicon ကိုကျွန်တော်အနေနဲ့အသုံးပြုပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လိုပဲ Greek ကိုစိတ်ဝင်စားပြီးတော့မှဓမ္မသစ်ကျမ်းစာရဲ့မူရင်းဘာသာစကား Greek လို့နဲ့ဖတ်ရှုလေ့လာခြင်းသူများအတွက်ကျွန်တော်ရဲ့ Courage YouTube page channel မှာအပတ်စဉ်လာရောက်ပြီးတော့မှလေ့လာလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဝေမျှပေးချင်တာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်နဲ့အတူတကွဖတ်ရှုမဲ့ Greek ကျမ်းစာကတော့အလွယ်ကူဆုံးကျမ်းစာတစ်ခုဖြစ်တဲ့ရှင်ယောဟန်ပထမစာဆောင်အခန်းကြီး1အပိုင်ငယ်1ကနေ4ထိကျွန်တော်ဖတ်ပြီးတော့မှအဲ့ဒီက Greek sentence တွေစကားလုံးရဲ့အဓိပ္ပာယ်တွေကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ screen ကိုကျွန်တော် share ချင်ပါတယ်ကျွန်တော်တို့ဖတ်မဲ့ကျမ်းစာကတော့ရှင်ယောဟန်ခရစ်ဝင်ပထမစာဆောင်အခန်းကြီး1အပိုင်ငယ်1ကနေ4ထိကိုကျွန်တော်တို့ဒီနေ့မှာအတူတကွဖတ်သွားမှာဖြစ်ပါတယ် Hor en uppercase hor akekoamen hor orakamen twice optelmois hemon hor atesameta kai hai keres hemon epselatesen peritu logu tes zoes ဆိုတော့ကျွန်တော်တို့တခုချင်းသွားပါမယ်ဟိုကကျတော့ related pronoun ဖြစ်တယ်သူရဲ့ case က accusative ဆိုရင်သူက object ဖြစ်တယ်ပေါ့နော်သူရဲ့ object လဲဆိုတော့ဒီမှာကျွန်တော်တို့ဒီသူရဲ့နောက်မှာလိုက်လာတဲ့စကားလုံးကတော့ verb ဖြစ်တယ် and ပေါ့နော်သူရဲ့ object ဖြစ်တယ်သူကို person လုပ်မယ်ဆိုရင် imperfect active indicated that person singular ဖြစ်တယ်သူရဲ့ rule word က verb to be ဖြစ်တယ် Amy ကလာတယ်ပေါ့နော်သူ imperfect ဖြစ်တဲ့ was ဆိုတော့ that or which was app ကကြတော့ preposition apo omicron နဲ့ဆုံးတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ omicron ကိုသူကမြုပ်ထားတယ်ဘာဖြစ်လို့မြုပ်ထားလဲဆိုတော့သူ့ရဲ့နောက်မှာလိုက်လာတဲ့ noun ကသူကဒီ alpha vowels နဲ့စထားတာဖြစ်တဲ့သူကဒီ omicron ကိုမြုပ်ပြီးတော့မှဒီတစ်ခုတည်းအတန်ဖတ်တဲ့ခါမှာတစ်ခုတည်းတွဲဖတ်ရတယ်ပေါ့နော် upper case เนาะ from the beginning genitive case ဖြစ်တယ်ပြီးတော့ another related pronoun to do ပဲaccusative သူ့ရဲ့ object ဖြစ်တယ်ဒီမှာ main verb ကကြတော့ perfect active indicative first person plural ဖြစ်တယ် verb ကဘယ်လာလဲဆိုတော့ aku ဆိုတဲ့ verb ကလာတယ်ပေါ့နော်ဆိုတော့ perfect ဖြစ်တဲ့အတွက်ကျွန်တော်တို့က perfect လို့ဘာသာပြန်ပေးဖို့လိုပါတယ် first person ဖြစ်တဲ့အတွက် we have heard ကျွန်တော်တို့ဟာကြားခဲ့တယ်ကြားခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဟာ er ကိုကြားခဲ့တယ်ပြီးတော့မှနောက်ထပ် related pronoun က ho er လို့ပဲကျွန်တော်ဘာသာပြန်မယ်ပေါ့နော်ဒီ ho ကိုဆိုတော့ another related pronoun that or which ပြီးတော့မှဒီမှာ main verb perfect active indicated first person plural verb က hora or လာတယ်ဆိုတော့ we have seen ဘာကို seen လဲ twice optelmois hemon so twice ကကြတော့သူက article definite article ဖြစ်တယ် dative case plural masculine ဖြစ်တယ်ပေါ့နော်ဆိုတော့တာမန်အဖြစ် dative ဆိုရင်သူက indirect object ဖြစ်တယ်ပေါ့နော်ဆို in နဲ့ဒါမှမဟုတ် for နဲ့တွဲပြီးမှဘာသာပြန်ရတယ်ဒီမှာကြတော့သူက instrumental dative ဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြတော့
with နဲ့ဘာသာပြန်မယ် with the ပြီးတော့မှ Hemon ကကြတော့ personal pronoun ဖြစ်တယ် genitive case ဖြစ်တယ် first person ဖြစ်တယ် plural ဖြစ်တဲ့အတွက် we ပေါ့နော်ဒါပေမဲ့ဒီမှာကြတော့ first person ဖြစ်တဲ့အတွက် our optime voice ကကြတော့ our eyes dative plural ဖြစ်တယ်ပေါ့နော်ဆိုတော့ which we have seen with our eyes ဤရာကိုကျွန်ုပ်တို့မျက်လုံးနဲ့ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့တယ်ပေါ့နော်မြင်ခဲ့ပြီးဆိုတော့ perfect ဖြစ်တဲ့အတွက်အတိတ်မှာမြင်ခဲ့တယ်အခုလက်ရှိလဲခုနပြောတဲ့သူတို့မြင်ခဲ့တဲ့အရာဖြစ်တယ်ပေါ့နော် whole အသက်စားမတာ another related pronoun ပြီးတော့မှဒီ main verb ကကြတော့ aorist middle indicated first person plural ပေါ့နော်ဆိုတော့ we သူ့ရဲ့အတိတ်ပဲက behold look at ပေါ့နော်ဒီမှာတော့ကျွန်တော် look at လို့ပဲပါတာပြမယ် which we look at ကျွန်တော်တို့ဤရာကိုကျွန်တော်တို့ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့တဲ့အရာဖြစ်တယ် and conjunction and from another definite article ဒီမှာဒီ definite article က feminine ဖြစ်တယ်ပေါ့နော်ဆိုတော့ article က feminine ဆိုရင်သူ့ရဲ့နောက်မှာတွဲလိုက်လာတဲ့ noun ကလည်း feminine ဖြစ်ဖို့လုပ်တယ်သူကဒီနေရာမှာကျတော့ plural ဖြစ်တယ်အများကြီးဖြစ်တယ်သူ့ရဲ့နောက်မှာတွဲလိုက်လာတဲ့ noun ကအများကြီးဖြစ်ရမယ်ပေါ့နော်ဆိုတော့ဒီမှာ carers သူက nominated plural feminine ဖြစ်တယ် the hands Hemon က personal pronoun ဆိုတော့ our hands Epsel latesen နော် latesen Epsel latesen ကကြတော့ကျွန်တော် aorist active indicative that person plural ဖြစ်တဲ့ touch ပေါ့နော်ဆိုတော့ကျွန်တော်တို့ first that person ဖြစ်တဲ့အတွက် our hands touch another preposition Perry consent တဲ့ preposition ဟောမှာအများသောဖြစ်တော့ date genitive case လိုက်တယ် to logo က genitive case ဖြစ်တယ်ဆိုတော့the word another genitive of the life so the word of the life ပေါ့နော်ဆိုတော့ဒီလိုဘာသာပြန်လို့ရတယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်လိုပြန်မယ်ဆိုရင် that or which was from the beginning which we have heard which we have seen with our eyes which we touch and our hands touch concerning the word of the life. No, that literally is not the word of the life.